Amen. Hallelujah. Sana dia tu tetap tinggi lah. Hallelujah. Kalau awalnya lu sebare, jadi sana dia tu tetap dulu buat cium yang lu buat nak ke. Psalms 133. We will say the psalm together. Hallelujah. Kalau pada thang cium yang ये गुरु बहुत बिगड़े और नया बीज बहुत बिगड़ी पाव ना पाव में लोने मकाऊ खेल ना Asia 54 second ko general mi da check your show ha Asia 54 second that divine for Jesus de ne didan soy ku ne thi
ရကောင်းပြီဒေရှာယ54အငယ်16အလွတ်ကျက်မဲ့ကိုမိသားစုတယောက်ချင်းနာမည်တွေကိုထပ်ပြီးရုပ်ဒီကနေ့ကတော့ကျွန်တော်တို့မိသားစုငါမိသားစုတစ်ဖက်နိုင်လို့တော့လည်းနဲ့တစုံတစ်ခုမှအခက်မမြောက်ရနော်ဒါပဲဒါမှမဟုတ်လို့ခင်ဗျာအိမ်ရောက်တဲ့အခါကျတော့ငါအတဲတော့ငါလူမျိုးငါမိသားစုကိုယ့်အကိုထက်တယောက်ချင်းနာမည်စီဒီထက်နော်တဲ့တစ်ဖက်နိုင်ဆိုလို့ရှိရင်ကျွန်တော်ကငါတစ်ဖက်နိုင်ငါမိသားစုတစ်ဖက်နိုင်နော်ကဲအခုကငါတစ်ဖက်နိုင်လေလောက်နော်ကဲဆိုမှအတူတူငါတစ်ဖက်နိုင်လို့တော့လည်းနဲ့တစုံတစ်ခုများအချမ်းမြောက်ရငါကိုပြတဲ့တော်သူဒီကအရှုံးခံရလိမ့်မည်သာရပြာဤကျိုးတို့သည်ထိုသို့သောဝေခံရ၍ငါကြောင့်ဖြောင်းမရသို့ရောက်ရကြလိမ့်မည်ဟုသာရပြာမိန့်တော်မူ၏အာမင်ဟာလေလုယာဟေရှာ54အငယ်19ခရီးတော့ငါအပေါ်မှာပြည့်စုံပြီအာမင်ငါမိသားစုချက်ငါမိသားစုတစ်ဖက်၌လုံးတော်လက်နဲ့တစုံခုမြအထာမမြောက်ရငါမိသားစုကိုတရားတွေ့တော်သူဒီကအရှုံးခံရလိမ့်မည်သာရပြာဤကျိုးတို့သည်ထိုသို့သောအဝေကိုခံရ၍ငါကြောင့်ဖြောင်းမဲ့ရာသို့ရောက်ရကြလိမ့်မည်ဟုသာရပြာမိန့်တော်မူ၏အာမင်ဟာလေလုယာဟေရှာ54ငယ်19ခရီးတော့ငါမိသားစုပေါ်မှာပြည့်စုံပြီဟာလေလုယာ YCI အသင်းတော်နဲ့ကျွန်တော်နောက်ဆုံးတစ်ခေါက်ထည့်ရYCI တစ်ဖက်၌လုံးတော်လက်နဲ့တစုံခုမြအထာမမြောက်ရ YCI အသင်းတော်ကိုတရားတွေ့တော်သူဒီကအရှုံးခံရလိမ့်မည်သာရပြာဤကျိုးတို့သည်ထိုသို့သောဝေကိုခံရ၍ငါကြောင့်ဖြောင်းမဲ့ရာသို့ရောက်ရကြလိမ့်မည်ဟုသာရပြာမိန့်တော်မူ၏အာမင်အနေနဲ့လက်ဆောင်ပဲမင်ဆာလံတရားမှာငယ်73 45ကိုထိုးပြီးအကုန်လုံးလွတ်ရမယ်နော်အကုန်လုံးလွတ်ရမယ်ဘုရားဒါကိုရွတ်ရဘုရားမိသားစုအသင်းတော်ဟိုနိုင်ငံတကာရန်ကုန်မြန်မာပြည်ကလူတွေပါအားလုံးလုံးဆိုတခုခုဖြစ်လို့ရှိရင်ခင်ဗျားတို့နှုတ်ကိုသေချာရအသုံးမချလို့နော်ဆန္ဒတရားငါငယ်73 45ကိုကျွန်တော်တို့အရင်ငါသည်လို့စတာနော်ငါသည်တမျိုးမှတမျိုးတို့၎င်းတနိုင်ငံမှတနိုင်ငံတို့၎င်းလက်လက်၍သွားကြသောအခါငါကိုညင်းသေးခြင်းကအဘယ်သူအားမျှခွင့်ပေးတော်မမူငါအတွက်လည်းရှင်ပြင်းတို့ကိုဆုံးမ၍ငါထံ၌ဗိသိက်ခံသောသူတို့ကိုမကြည့်မခိုက်နေငါ၏ပရောဖက်တို့ကိုအပြစ်မပြုနေဘူးမိန့်တော်မူ၏စာရတရားငါအငယ်73 45ခရီးတော့ငါပေါ်၌ပြည့်စုံပြီအာမင်ငါမိသားစုထက်ပြီးရှော့မယ်ငါမိသားစုသည်တမျိုးမှတမျိုးတို့၎င်းတနိုင်ငံမှတနိုင်ငံတို့၎င်းလဲလဲ၍သွားကြသောအခါငါမိသားစုကိုညှင်းဆဲခြင်းကဘယ်သူအားမျှခွင့်ပေးတော်မမူငါမိသားစုအတွက်လည်းရှင်ဘုရင်တို့ကိုဆုံးမလျက်ငါထံ၌ဗိသိက်ခံသောသူတို့ကိုမကြည့်မခိုက်နေငါ၏ပရောဖက်တို့ကိုအပြစ်မပြုနေဟုမိန့်တော်မူ၏အာမင်တရားမှာငယ်73 45ခရီးတော့ငါမိသားစုပေါ်မှာပြည့်စုံပြီအာမင်ကဲ YCI အသေးသူသင်သားတို့သည်YCI တေသူသင်သားတို့သည်တမျိုးမှတမျိုးတို့၎င်းတနိုင်ငံမှတနိုင်ငံတို့၎င်းလဲလဲ၍သွားကြသောအခါYCI တေသူသင်သားတို့ကိုညင်းဆဲခြင်းကအဘယ်သူအားမျှအခွင့်ပေးတော်မမူYCI တေသူသင်သားတို့လည်းရှင်ပြေတို့ကိုဆုံးမ၍ငါထံ၌ဗိသိက်ခံသောသူတို့ကိုမကြည့်မခိုက်နေငါ၏ပရောဖက်တို့ကိုအတိမပြုနေဟုမိန့်တော်မူ၏အာမင်ဆာလတရားမှာငယ်73 45ခရီးတော့ YCI မိသားစုသင်တော်များပေါ်မှာပြည့်စုံပြီးဟာလေလုယာကဲရနေတဲ့လက်ဆောင်နော်အခု format တရားကလည်းအဲ့ဒါတစ်နှစ်စာပဲဘာလို့လဲဆိုတော့ဒေါက်တာယေပီချူကတရားဟောတာ၄ပတ်လုံးကခေါင်းစဉ်မပြောင်းသူ
တပည့်တွေဟိုတွေကမေးပြီးဆရာကောင်းစင်လေးပါလေးလည်းပြောင်းပါဘူးအခုက၄ဘတ်သူတို့ဘာပြန်ပြောလဲဆိုတော့ငါဟောတဲ့တရားဟာငါအသိတော်မှာမပြည့်စုံပဲတဲ့ငါဒါပဲထဟောရမှာပေါ့လေနော်အဲကြောင့်ဒီနေ့ကျွန်တော်ဟောမဲ့တရားက unleashed ဟုတ်ဒီကောင်းစင်ပဲဒီဆောင်မှုပဲဒီ unleashed ကတနည်းစာပဲနော်တနည်းစာဟောမယ်ကျန်တဲ့အပတ်ဒီမှာကျွန်တော်မထက်တော့နဲ့ဘာလဲဆိုတော့အဲ့ဒါတနည်းကနေနေကြအဲ့ဒါပဲပြန်ပြီးတော့ share မယ်နော်ဘာလဲဆိုတော့သိအရေးကြီးနော်ကျွန်တော်ကတော့ unleashed အဲ့ဒါဒီ dictionary ထဲမှာနားတော့ပြတာပြီးတော့ release unleashed အဲ့ကြောင့်မန္တလေးရန်ကုန်နော်အရှိတိုင်းနဲ့အနောက်တိုင်းသားတွေအသာရှေ့စည်းတွေပြုတ်သူတို့ပြုတ်ကိုထည့်သူတို့ပြုတ်ပြီနော် unleashed ကျွန်တော်တို့ပါတယ် unleashed unleashed ခုနကတော့တစ်ချက်သိကောင်းတာပဲ I surrender surrender လို့ဒါမှမဟုတ် surrender ကိုသိချာသိရသူက I surrender ဟောနော်ရှိသမျှဆိုပြီးကိုရောကိုအပ်တယ်ရှိသမျှလည်းစွန့်တယ်ရှိသမျှလို့လည်းကိုရောကိုအပ်တယ်အဲ့ဒါကိုဘာလို့စွန့်ပြီးဘာလို့ထားရအဲ့လိုပဲ unleashed ဆိုတာဘာကို unleashed ပြီးတော့ဘာတွေဆက်လုပ်နေလဲဆိုတာကိုကျွန်တော်တို့ကဒီကနေ့မှကျွန်တော်နည်းနည်းဝိညာဉ်တော်ဖွင့်ပြသလိုရှင်းပြပါမယ်နော်ဘုရားသခင်နဲ့ဆက်သွယ်မှုကိုအနှောက်အယှက်ပေးတဲ့အားလုံးနော်ဆက်သွယ်မှုကိုအနှောက်အယှက်ပေးတဲ့အားလုံးကို unleashed လုပ်ရမယ်ဘုရားမနဲ့အစောကြီးကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်ချီးမွမ်းရမယ်နော်ဂတိတော်တွေကိုဝန်ခံကြွေးကြော်ရမယ်အဲ့ဒါကိုမလုပ်နိုင်ဘူးဆိုရင်ဘာကဟန်တာတွေဖြစ်နေအဲ့အဟန်တာတွေကို unleashed လုပ်ရမယ်ကျွန်တော်တို့ဖြုတ်ချသူပြထားတာလေဟိုလဲရုံကကြီးခြေတော့ကိုတန်ကျိုးနဲ့တုတ်တာအဲ့ဒါမလားတန်ကျိုးကလည်းလွတ်သွားတော့တခါတဲ့လေဟုန်စီးနေတာနော်ကျွန်တော်တို့ခြေတော်မှုတွေကလွတ်သွားလို့ရှိရင်လေဟုန်စီးရအဲ့ဒီလေကပါလေတန်ရှင်တော်ဝိညာဉ်တော်လေပဲနော်ခုနကတော့ရှိသမျှစွန့်ရွေးဆိုတဲ့တခြင်းကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်နော်ဆုတောင်းခြင်းဖြင့်ကိုတော့တန်ချီကမယ်တဲ့နော်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်နော်ပြေဝစေဖို့သူဆုတောင်းတယ်ဆိုတော့ I surrender all ကျွန်တော် I surrender all ဆိုခဏပြောတယ်အကုန်လုံးစွန့်လိုက်ဘာမှမရှိဘူးအဲ့ဒါမြန်မာပြည်မှာမြေလည်းမရှိဘူးအိမ်လည်းမရှိဘူးခြံလည်းမရှိဘူးတိုက်လည်းမရှိဘူးကားလည်းမရှိဘူးရုံးလည်းမရှိဘူးဘာမှမရှိဘူးအဲ့ဒါကျွန်တော်အားလုံးစွန့်လိုက်တာအဲ့ဒါမြင်ရတော့ကောင်းကြီးစွန့်တာမမြင်ရတော့စွန့်ရမယ်ဟာတွေကဒီကိုယ်လုံးမှာရှိနေတယ်နော်ကြရရဲ့နာကြီးခြင်းတွေခါးသီးခြင်းတွေမုံသီးခြင်းတွေကစွန့်ရအတွေ့အခေါ်မမှန်မှုတွေအပြောအဆိုအနှုတ်လက္ခဏာစွန့်ရမယ်ဟာတွေအများကြီးရှိတယ်ခုနကတော့အိမ်တွေခြံတွေမြေတွေကျွန်တော်စွန့်တယ်ဆိုမြင်ရတဲ့ဟာတွေစွန့်မမြင်ရတဲ့ဟာတွေစွန့်ဖို့လိုသေးတယ်အဲ့ဒီမမြင်ရတဲ့ဟာတွေကိုကျွန်တော်တို့တည်တည်ချာချာပြန်စီစစ်ဖို့ဟုတ်ပြီကျွန်တော် unleashed လုပ်ပါစီအတဲ့တော့ unleashed လုပ်တယ်အပတ်စာတင်လိုက်နံပါတ်1နံပါတ်2အမိသားစုမှာ unleashed လုပ်လိုက်တခါလဲတော့ထွက်လိုက် unleashed ငါသားသမီးတွေလုပ်ဖို့ဆောင်မဲ့တွေအကုန်လုံး unleashed လုပ်လိုက်အဲ့ဒါမှဖယားနဲ့အသင်းတော်နဲ့မိသားစုဘယ်တော့မှ unleashed လုပ်ရမယ်အဲ့ဒါဖယားနဲ့မိသားစုနဲ့အသင်းတော်နဲ့ကျွန်တော်တို့ရဲ့ယုံကြည်သူတွေကိုလာရောက်ထိခိုက်တဲ့တိုက်ခိုက်တဲ့အရာတွေနှောက်ယှက်တဲ့အရာတွေကိုသာ unleashed လုပ်အောင်မှာဖြစ်တယ်။အသင်းတော်ကို YCI ကို unleashed လုပ်လို့မရဘူး။ YCI မှာခင်ဗျားနဲ့ကျွန်တော်ဒီအင်္ဂါတစ်ခုစီဖြစ်တယ်။လူတစ်ယောက်ပြောင်းလဲတဲ့အခါမှာအင်္ဂါတစ်ခုဖြစ်တယ်။
အဲ့ဒီအင်္ဂါတစ်ခုစီစုလိုက်တဲ့အခါမှာကိုယ်ခန္ဓာဖြစ်တယ်ဒီကိုယ်ခန္ဓာကိုခင်ဗျာစွန့်လို့မရဘူးဟမ် YCI ကို unleash လုပ်တယ်ဆိုရင်ခင်ဗျာလက်တစ်ဖက်ပဲကြံအောင်ခင်ဗျာကိုယ်ခန္ဓာကြီးပျောက်သွားမှာပေါ့နော်အသင်းတော်ဟာအသက်ရှင်တဲ့အင်္ဂါတွေစုနေတဲ့နေရာဖြစ်တဲ့အတွက်ဒီအသင်းတော်ဟာစွန့်လို့ရတယ်ပေါ့အဲ့လိုပဲမိသားစုကျွန်တော်တို့စွန့်လို့မရကျွန်တော်တို့လုပ်ဖို့ဆောင်မဲ့ညီကိုတဲ့သူတဲ့နာစွန့်လို့မရအဲ့ဒါ unleash လုပ်ရတယ်ဟုတ်ကျွန်တော်ကဟို Australia Victoria မှာနေတဲ့ကျွန်တော်မိတ်ဆွေ E.R. Richardson နဲ့ Margaret Richardson တို့ရှိတယ်မဆလာခေတုံးကမြန်မာပြည်ကိုလာကျွန်တော်ကနိုင်ငံသားတွေကျွန်တော်စီဖျားပို့ပြီးဆိုကျွန်တော်အကုန်လုံးကံကနာပေါင်းစုံနဲ့ live မိတ်ဆက်ပြီးတယ်ကျွန်တော်လည်းအင်္ဂလိပ်စာမတတ်တော့သူများနဲ့တတ်တဲ့လူတွေနဲ့ဒီ ministry တခုကိုငါမိတ်ဆွေတွေရလိုက်လို့ရှိရင်ငါမြန်မာပြည်ကောင်းကြီးဖြစ်မယ်ဆိုတော့ကျွန်တော် live မိတ်ဆက်တာတော့အများကြီးသိတယ်အဲ့ဒီကမှကျွန်တော် E.R. Richardson ကဘာသာဝင်လာအောင်နဲ့မင်းကပြောစရာရှိတယ်မင်းအခုလုပ်နေတဲ့ပုံစံကမင်းပထမဖယားဒုတိယကအသင်းတော်တတိယမင်းပြောင်းလဲတဲ့မင်းဝိညာဉ်သားသမီးနံပါတ်4ကျတော့မင်းမိသားစုမင်းလိုပဲတဲ့ငါမြန်မာပြည်ကလူတွေကိုငါကြည့်နေတာမင်းတို့မြန်မာပြည်ကအမှုတော်ဆောင်ရမင်းလိုပဲတပုံစံနဲ့ပဲနံပါတ်1ကဖယားနံပါတ်2ကအသင်းတော်နံပါတ်3ကပြောင်းလဲတဲ့လူသစ်တွေနံပါတ်4ကမိသားစုမင်းတို့မြန်မာပြည်ကအမှုတော်ဆောင်မင်းလုပ်တဲ့ဟာမျိုးဘယ်ကဘာမှမလုပ်ဘူးကျွန်တော်ကောင်းအောင်ဆုံးပါနံပါတ်1ဖယားနံပါတ်2ကမင်းမိသားစုတဲ့မင်းမိသားစုကိုမင်းကဟိုနံပါတ်4မှာသွားထားတယ်မင်းတို့မြန်မာပြည်ကအမှုတော်ဆောင်တွေကမိသားစုကိုဟိုနံပါတ်4မှာသွားထားတယ်မိသားစုကနံပါတ်2မှာရှိတယ်ဖယားသည်နံပါတ်1မိသားစုသည်နံပါတ်2အသင်းတော်နဲ့သာသနာပြုလုပ်ငန်းသည်နံပါတ်3ပျောက်ဆုံးဝိညာဉ်ကယ်တင်ခြင်းနဲ့ဒီဇိုင်းတွေဟဲ့လားတပည့်တော်ဖြစ်တဲ့နာအများအတွက်ကနံပါတ်4မှာထားအဲ့ဒီကကျွန်တော်ကသိသွားတယ်ဒီကနေ့အထိလည်းမမွေ့မင်းဖယားနဲ့မင်းမိသားစုနဲ့မင်းမကတ်ထားဘူးဆိုရင်တဲ့မင်းအသင်းတော်အတွက်ကိုဘာလုပ်လို့ရမှာလဲစာရကတိုက်ခိုက်လိုက်ပြီးဆိုရင်ပြိုကွဲသွားပြီလေတဲ့မင်းအသင်းတော် ministry ပြက်ပြီလေတဲ့မင်းဖန်လာတဲ့ဝိညာဉ်တွေလည်းမင်းဘာမှလုပ်လို့မရဘူးလေတဲ့မင်းဖယားနဲ့မှကတ်မထားပဲအဲကြောင့်ဖယားဒီနံပါတ်1မိသားစုဒီနံပါတ်2အဲ့မှာ E.R. Richardson ကျွန်တော်ပေါ်ပြီးဆုံးမတယ်ဆိုတော့သူကကောင်းမှပြောတာဟာကျွန်တော်ကတော့ဆုံးမတယ်လို့ပဲပြောတာကျွန်တော်လုပ်တာဟုတ်မှာမဟုတ်ဘူးအဲ့ဒါသူကအဲ့လိုပြောတဲ့အခါကျွန်တော်ကအဲ့ဒါသိသွားနော်မိသားစုနဲ့ဘုရားဒီလုံထားမှအဲ့ဒါမိသားစုနဲ့ဘုရားခင်ဗျားလုံတဲ့အခါအခုခင်ဗျားမိသားစုနဲ့ဘုရားဘယ်လောက်လုံလဲကျွန်တော်မိသားစုနဲ့ဘုရားဘယ်လောက်လုံလဲမနေ့အစောကြီး breakfast စားကျွန်တော်မနေ့အစောကြီးသတိထားတယ်ဝိညာဉ် breakfast စားပြီးမှကာယ breakfast စားအဲ့ဆိုကြားစာတစ်ပိုက်အရင်ဖတ်ကြားစာတစ်ပိုက်ဖတ်ပြီးမှဝိညာဉ် breakfast စားပြီးမှကာယ breakfast စားကျွန်တော်အဲ့လိုသာပြောတယ်တော့ကျွန်တော်လည်းမမှန်ဘူးဗျာဒါကလည်းမနေ့အဲ့ရခါဆိုသွားစားလိုက်ငါစားလိုက်မိပြီးတော့မှဝိညာဉ် breakfast နောက်မှဒုတိယမှာပြန်စားတယ်အဲ့တော့ကျွန်တော်တို့တွေရဲ့ဟလာလုပ်ခဲ့တဲ့အရာတွေဟာအနောက်ရှက်တွေဟာခရားနဲ့ဆက်သွယ်မှုမှန်သမျှနောက်ရှက်မှုမှန်သမျှအကုန်လုံးအန်လီစပယ်ပါမယ်အခြေခံဒီအခြေပဲဖြစ်တယ်ဟုတ်ပြီခင်ဗျာဖြုတ်ချလိုက်ပြီအားလုံးဖြုတ်ချပြီးလို့ရှိရင်နော်ကျွန်တော်တို့မှာဆက်လုပ်ရမယ်အလုပ်တွေရှိတယ်အဲ surrender ဟောအကုန်လုံးခင်ဗျာစွန့်လိုက်ပြီးလို့ရှိရင်ငါနောက်ကိုလည်းဆက်လိုက်အောင်နဲ့နော်ရှိသမျှစွန့်ပြီးတော့ဘိုးတော်အမယ်ဆိုတဲ့ရှိသမျှကိုစွန့်ပြီးတော့ရှိသမျှကို
အပ်မယ်ဆိုတာရှိသေးတယ်နော်ရှိသမျှစွန့်ဆိုတာမကောင်းတဲ့ဟာတွေအကုန်လုံးစွန့်အကျင့်ဆိုးတွေစွန့်စာရန်အကြိုက်တွေအကုန်စွန့်ဘာမှခုံးမလုံးနဲ့အဲ့ဒါကျွန်တော်လည်းစွန့်စရာရှိတယ်ကျွန်တော်ပါစွန့်မလဲဆိုတော့ social media ကိုကျွန်တော်စွန့်အကုန်လုံးပုံပိတ်ပြီးတော့ဘယ်သူမှအဆက်တော့ဘယ်သူမှအဆက်တော့မလုပ်တော့ပြီးတော့စဉ်းစားကြည့်ပိတ်လိုက်တော့တပတ်ဖွင့်လိုက်ကမှဆရာကြီးတဲ့ KB နံပါတ်လေးတွေးအောင်ဟာငါပိတ်လိုက်တော့ငတ်ပြီးတော့ကွာဒီဟာပဲပိတ်မှလောက်ကမှ KB နံပါတ်လေးတွေးအောင်ဆိုတော့ဒါဆို social media ကို Alex လို့ပြောတယ်လို့ထား95လောက်ဘယ်လောက်လို့ရမှာ900ခိုင်တော့ထားရမယ်ထင်တယ်နော်အဲ့လိုတွေလည်းစိန်ခေါ်မှုတွေအများကြီးပဲနော်အဲ့တော့ကျွန်တော်တို့မှာစိန်ခေါ်မှုတွေရှိတယ်အဲ့တော့ကျွန်တော်ကခုနကတော့လို့ကျွန်တော်ဒီမှာကျွန်တော်တို့ဟို unleash လုပ်ရမယ့်ဟာတွေရှိတယ်ကိုအသိဆုံးပဲနော်စာရန်အကြိုက်တွေစာရန်အကြိုက်ကျွန်တော်တို့အကြိုက်ဟာခရမကြိုက်ဆုံးဆိုတာသိထားမှာနော်အဲ့ကြောင့်မလို့ကျွန်တော်ကနှစ်တင်မကူးခင်တော့ကကျွန်တော်မိတ်ဆွေလေးစီကိုကျွန်တော်စာပို့တယ်လေဘာပို့လဲချစ်သူတို့နော်ချစ်သူတို့2026ခုနှစ်သက်ပထမလမှစယူဆိုဒီဇန်နဝါရီလမှစယူနော်ကဘာလုံးရှိယုံကြည်သူများဟာတဲ့ဝိညာဉ်အဆင့်ယုံကြည်ခြင်းအဆင့်မြင့်ရခရဝိညာဉ်အဆင့်နဲ့ယုံကြည်ခြင်းအဆင့်မြင့်ရဝိညာဉ်အဆင့်နဲ့ယုံကြည်ခြင်းအဆင့်မမြင့်လို့မရဒီအတိုင်းထိုင်နားထောင်နေလို့မရ brother feel လည်းမရမရှိဘူးကျေးဇူးတင်စကားပြောခြင်းတခါလဲနှစ်ယောက်တော့တွေထပ်ပြီးခေါ်ကြတာနော်ကျွန်တော်အားရတယ်တခါလဲဟုတ်လားအဲ့လူစုံလဲဟုတ်လားဝေငှတယ်ကျွန်တော်တို့လည်းကြားရတယ်မြင်ရတယ်အဲ့ဒါလိုဖြစ်ရမှာလေနော်အဲ့ဒါလေးကျွန်တော်အားရတယ်နော်ဝိညာဉ်အဆင့်ယုံကြည်ခြင်းအဆင့်မြင့်ရန်နဲ့ပြန်လဲတက်မြတ်ခြင်းနဲ့ရှိဥမြတ်တာပြန်ရရန်တဲ့အဲ့ယုံကြည်ခြင်းအဆင့်နဲ့ဝိညာဉ်အဆင့်ကိုမြင့်လိုက်တဲ့အခါမှာကျွန်တော်တို့မှာဆုတောင်းအားတွေပိုတက်လာမယ်ကျမ်းစာဖတ်အားတွေပိုတက်လာမယ်ဂတိတော်တွေကြွေးကြော်ဝန်ခံတာတွေပိုပြီးတော့တက်လာမယ်အဲ့ဒီအခါမှာကျွန်တော်ဘာဖြစ်လာမလဲသိလားကျွန်တော်တို့သတိထားရမယ်အချက်ကမိသားစုတွေပြန်လဲသက်မြတ်ရမယ်ရှေးဦးမြတ်တာပြန်ရရမယ်အဲ့ဒါကျွန်တော်တို့ရဲ့မဟာဗျူဟာဖြစ်တယ်အဲကြောင့်မလို့2026ခုနှစ်မှာမိသားစုပြန်လဲမသက်မြတ်မချင်းရှေးဦးမြတ်တာပြန်မရမချင်းဒီတရားကိုပဲကျွန်တော်ဟောနေမှာဖြစ်တယ်ကျွန်တော်အခုလည်းပြောပါတယ်တရားဟောခေါ်တဲ့မိတ်ဆွေငါဘယ်မှမဟောတော့ဘူးလို့ဒီနှစ်ကငါ့ကိုငါပဲပြန်ဟောမှာတယ်သူများပဲရှောက်ဟောနေတာသူများပဲရှောက်ပြီးတယ်ဒီမှာကိုယ့်စီမှာကြံဖတ်ကြည့်အရေးမရှိတော့အဖတ်ပဲကြံတော့နော်အဲ့တော့ကိုပဲပြန်ဟောမယ်ကိုပဲပြန်တိဆောက်မယ်ကိုပဲပြန်စစ်ဆေးခံမယ်နော်တန်ရှင်သောဝိညာဉ်တော်ကိုပြည့်မှန်ယခုဘဝနောက်ဘဝအပြည့်လွတ်ခြင်းမခံရအဲ့ဒါကျွန်တော်တို့ရဲ့မဟာဗျူဟာပါလေပြန်လဲသက်မြချင်းနဲ့ရှေးဦးမြတ်တာပြန်ရချင်းဒီကျွန်တော်တို့ရဲ့မဟာဗျူဟာဖြစ်တယ်မိသားစုတစုရဲ့မဟာဗျူဟာအသင်းတော်မှာလည်းဒီအတိုင်းပဲအသင်းတော်ဒီပြန်လဲသက်မြရမယ်ရှေးဦးမြတ်တာပြန်ရောက်လာရမယ်အသင်းတော်မှာပဲလားမဟုတ်ဘူးဘုရားဆွေမျိုးသားချင်းလူမျိုးတော်မှာလည်းပြန်လဲသက်မြရမယ်ရှေးဦးမြတ်တာပြန်ရမယ်မြန်မာပြည်ကြီးတိုင်းသား135မျိုးနဲ့မြန်မာပြည်သူပြည်သားများပြန်လဲသက်မြရမယ်ရှေးဦးမြတ်တာပြန်ရမယ်ကျွန်တော်မြန်မာပြည်လွတ်လပ်ရေးရတော့ဆိုARDတိုင်းမှာကျွန်တော်နေခဲ့တာလူတွေကအကုန်လုံးပြန်လဲသက်မြကျွန်တော်တို့အိမ်မှာလေကလားလဲလာတဲတယ်တရုတ်လဲလာတဲတယ်ဒီလားကိုအမျိုးတွေလိုပဲတကားရဲကရင်ဗမာတရုတ်ကလားဆိုတဲ့တချင်းတွေတော့ပါသေးတယ်အညီကိုမောင်နှမတွေလိုပဲအိမ်မှာလာတဲတာ
အဲ့ဒီတရုတ်ကလာနဲ့ကျွန်တော်တို့ကရင်ဗမာနဲ့တကယ်ကိုညီအကိုတွေပဲအဲ့ဒီရှေးဦးမြစ်တာတွေကအခုပျောက်သွားတယ်နော်အဲ့ရှေးဦးမြစ်တာတွေကပျောက်သွားတယ်အဲ့ရောက်ကျွန်တော်တို့ကရှေးဦးမြစ်တာပြန်ရအောင်ဘာလဲဆိုတော့ယေရှုခရစ်ရဲ့သားသမီးတွေခရစ်တော်၌ရှိသောထိုစိတ်သဘောကိုသင်တို့၌လည်းရှိစေကြလော့ခရစ်တော်၌ရှိသောထိုစိတ်သဘောဆိုတာသင်ဘလို့မှမုန်းလို့မရဘူးသင်ဘလို့မှချီနှောင်လို့မရဘူးသင်ကိုဆဲတဲ့လူသင်ကိုမုန်းတဲ့လူမှသင်ကခွန့်လို့ပြီးတော့ချစ်ရရာသူကိုချစ်လို့ပဲကဲရာသူကိုတော့ချစ်ခိုင်းတာဘယ်လိုလုပ်မလဲကိုယ်ဖရာကြည်လေသူ့ကိုလက်ဝါးကားတဲ့မှာသူ့ကိုတတ်တဲ့အဲ့ဒါယောမစစ်သားကြီးကို तू ကလက်ဝါးကားတိုင်းမှာနေစောင့်တန်လို့လားနော်တထေဖန်လည်းအဲ့လိုပဲကြောက်ခဲနဲ့ဝိုင်းထုတဲ့အခါမှာတထေဖန်ကပြန်ထထိုးလို့လားနော်သူတို့မသိလို့ပြစ်မှားတဲ့အပြစ်ကိုကိုတော့လွတ်တော်မူပါတယ်အဲ့ဒါဘုရားသားသမီးအစစ်တပည့်တော်စစ်ရဲ့နှလုံးသားကအဲ့ဒီအတိုင်းပဲရှိတယ်ရန်သူကိုချစ်ပါကိုညီကိုမောင်နှမချင်းချစ်ပါညီကိုချင်းကိုမချစ်တဲ့လူကဘုရားကိုငါ့မချစ်ဘူးဘုရားကိုမချစ်ဘူးဆိုတော့ကျွန်တော်တို့ဟာဒီ2026ခုနှစ်နောက်ဆုံးသောကာလရောက်နေပြီဒီကမ္ဘာလုံးယုံကြည်ခတ်နေတယ်ကြရမြန်မာပြည်မှာကြီးပဲယုံကြည်ခတ်နေတာမဟုတ်ထိုင်းမှာလည်းယုံကြည်ခတ်နေတာဟိုအမေရိကန်ဩစတြေးလျနဲ့အင်္ဂလန်မှာလည်းယုံကြည်ခတ်နေတာဟိုအစ္စရေးဂျော်ဒန်ဟိုဘက်မှာအီရန်နဲ့ဆီးရီးယားမှာလည်းယုံကြည်ခတ်ဒီကမ္ဘာလုံးကိုဘုရားသခင်ဆွဲလွတ်နေတာအဲ့တော့ကျွန်တော်တို့ဟာ unleash လုပ်ဆရာရှိတာကိုကျွန်တော်လုပ်ဆွဲကျွန်တော်တို့အစားအသောက်နဲ့ပတ်သက်တာလားကျွန်တော်တို့စာရအကြိုက်ပါတွေလုပ်နေတာလဲကျွန်တော်တို့အားလုံးလွှတ်ချနော်ဒါမှလေဟုန်စီးပြီးတော့ကျွန်တော်ပြန်နိုင်မှာဟုတ်နော်အဲကြောင့်လို့ကျွန်တော်တို့ကရွှေလဲရုံမုံတိုင်းစီးဖို့အတွက်ကျွန်တော်တို့ဝန်တုပ်တွေကိုဖြုတ်ချဖို့အားတွေကိုကျွန်တော်ဒီနှစ်မှာကျွန်တော်ဖြုတ်ချဖို့ဖြစ်တယ်နော်အဲ့ဒါကိုဖြုတ်ချနိုင်တဲ့လူကဘယ်နေရာကန်လုံးဖြုတ်ချနိုင်ဘုရားရဲ့ဖြုတ်ချမှုကဘုရားရဲ့လွတ်မြောက်ခြင်းနဲ့လွတ်မြောက်ခြင်းပြီးကောင်းကြီးမင်္ဂလာနဲ့တိုက်ရိုက်အကျိုးချတိုက်ရိုက်အချိုးချ25ရာခိုင်နှုန်းလွတ်မြောက်ရင်ကောင်းကြီးမင်္ဂလာ25ရာခိုင်နှုန်းရ85ရာခိုင်နှုန်းကတခုခုတော့ဥပမာပေးရမယ်ဆိုဘုရားသခင်ကခင်ဗျားကို300ဒီလပေးလိုက်တဲ့အခါမှာခင်ဗျား25သိန်းပဲရမယ်85သိန်းတခုပြန်ခိုးသွားတယ်ဘယ်လိုခိုးမလဲနည်းမျိုးစုံနဲ့ခိုးမှာနော်အန်လစ်မလုပ်နိုင်တဲ့ဟလာကျွန်တော်တို့ရဲတောက်တယ်ဟိုဘဲရိုက်တယ်ဘာလုပ်တယ်ညာလုပ်တယ်အဲ့ဒါတွေတော့မကဘူးအတော်ကြအစီတိုင်းဖြစ်သွားပြန်ပြီဆိုကုန်ရောဦးအတက်ပေါက်ပြီးတက်ခွဲရတယ်ဆိုကုန်ပြန်ရောကျွန်တော်မိတ်ဆွေနှစ်စတာနဲ့တခါလဲကလေးဆေးရုံတက်တာဘာ8000ကုန်သွားတယ်တခုသားလေအဲ့ဒါကြောင့်မိတ်ဆွေခင်ဗျားရဲ့မိသားစုကျွန်တော်မိသားစုအရှင်သောဝိညာဉ်တော်နဲ့ကောင်းတဲ့တမန်မဆောင်ထိတ်မကာကွယ်ရင်လုံခြုံမှုမရှိကျွန်တော်ဒီကနေ့ပြောစရာရှိတာတွေအကုန်ပြောကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာရန်ကုန်မှာမန္တလေးမှာမြန်မာပြည်မှာအကုန်လုံးကြားဖြန့်နေဖြစ်တယ်ဘယ်မှမလုပ်မနေ့ကတော့မှအေးသက်တာကိုပြောတယ်။နင်တို့ online ထဲမှာချောချောလှလှလေးတွေလာonline ကြီးစားတော့မထားနဲ့။ကြားဖြတ်နေတွေ့။ကြားဖြတ်နေတန်းတွေ့။အဲ့ဒီချောချောလှလှလေးတွေလူသတ်ပြတာ။ကျင်ဆက်နဲ့တို့တာ။အဲ့ဒါကတခါလဲဇက်လေးနဲ့လုပ်တော့ပြုံးပြတယ်။ဓမြတိုက်ပြန်ပေးဆွဲထားတဲ့လူငယ်တွေကိုခိုင်းစားနေတာ။အဲ့ဒါခမည်းနဲ့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာပဲရှိတယ်။အဲ့ဒါဘုရားသားသမီးတွေလွတ်မထားနဲ့ကြားဖြတ်နဲ့တွေ့သွားအမေရိကန်လိုနိုင်ငံကြီးကိုတော့36ဘီလီယံလိမ်လိုက်တယ်။မဟုတ်ဆိုးမကြီးတစ်သက်လုံးစုထားတဲ့ငွေတပြားမှမရှိတော့သူ့သမီးလေးတယောက်တည်းရှိတာဆူဆိုက်လုပ်လိုက်US မှာအကုန်လုံးလန့်သမရထရန့်လန့်ဒီလောက်ကြီးတော့လားဒီကောလေးဘယ်မှာလဲဆိုထရှာလိုက်ဌာနချုပ်ကမြန်မာပြည်မှာဖြစ်ဘယ်ကလာလဲဆိုဟိုတရုတ်လာဟာရှင်းမွေအောင်ငကားမာနစားတယ်
တခါလဲအဲ့မှာအဲ့ဆိုတော့ခင်ဗျာရှိတဲ့များဘာလဲသူတို့ကြိုင်ထားတယ်ကိုနဲ့တကာငိုတယ်သူကလေးလေးရတဲ့ဖုံးဆော့ရင်းနဲ့တခါလဲဟိုမှာဝင်ချလာအဲ့ဒါလေးကိုနှိပ်လိုက်ဘာရမယ်နှိပ်လဲသူ့ငွေကိုလုံးပါသွားအဲ့ဒါခင်ဗျားကလေးတွေဖုံးဆော့ခိုင်းတဲ့ကလေးတွေအဲ့မှာလာမှာအခု online မှာလိမ်လေတာတွေဟာတရက်ပြီးတရက်ထူးဆန်းနေပြီနော်အကြက်ကင်မှုတွေကြီးပဲပြန်ဘေးဆွဲတယ်လို့ပဲတခါတတ်ပြီးတော့ခင်ဗျာကလီစာထုတ်ရောင်းပြတယ်ဆိုတာခင်ဗျာဘယ်ခေတ်ပဲခါမှမရှိဘူးနောက်ဆုံးတော့ကာလရဲ့လက္ခဏာတွေအဲ့ဒါဆိုခင်ဗျာဘာလုပ်ခင်ဗျာ unleash လုပ်ပြီးလို့ရှိရင်ဖျားနဲ့လုံးတော့ဖျားနဲ့လုံးပြီးဟိုကျွန်တော်တယောက်ချင်းကိုပဲကျွန်တော်ပြောတာကျွန်တော်ဖျားနဲ့လုံးသိပြီးတော့ကောင်းခဲ့ပုံသွားဖျားနဲ့မလုံးမဲ့နဲ့ခင်ဗျာငရဲတဲ့ကြသွားခြင်းတော့မလုံးနဲ့အဲ့တော့ဖြစ်နေတာအခြေအနေကဘာမှဟိုညော်လင့်ချက်တွေဟိုမရှိဘဲနဲ့ဟိုရန်သူဝမ်းဝမ်းလဲနေတာဒါနဲ့သူကမသိဘူးရန်သူဝမ်းဝမ်းလဲမှလည်းမသိဘူးအဲ့ဒါမျက်စိကန်းတစ်စီမကြောက်ဘူးပြောတော့မျက်စိကကန်းနေတော့တစ်စီမကြောက်ဝိညာဉ်မျက်စိကန်းနေတော့ရန်သူကကိုယ်နားမှာပဲရှိအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မှာလွတ်ချစရာရှိတာလွတ်ချပြီးလို့ရှိရင်ဖျားနဲ့လုံးဖို့ပြင်တာမိသားစုတွေအဲ့ဒါနေတိုင်းကြားစားပါနေတိုင်းဆုတောင်းပါနေတိုင်းချီးမွမ်းပါနေတိုင်းဂရိတော်ကိုဝန်ခံကြွေးကြော်ပါနော်အခုကဘယ်လိုဖြစ်နေလဲယေရှုမွေးလာတော့ဘယ်သူဝမ်းသာလဲဘာလို့ပညာရှိ၃ယောက်ဝမ်းသာမူရန်လောဘံမခါရဲလာပြီးတော့လက်ဆောင်တွေပေးတာပျော်ရွှင်တဲ့လူက၃ယောက်ကိုမှ2နှစ်အောက်ကလေးတွေကတနိုင်ငံလုံးအသက်ခံရတာသိန်းပန်းနဲ့ချီတယ်အီဂျစ်ပြည်သူတွေလုံး2နှစ်အောက်ကလေးတွေတတ်ပြစ်တာယေရှုပြည်သားစုတော်မှာအဲ့ဒါဒုက္ခပဲဖြစ်နေအီဂျစ်ပြည်ပြေးရအဲ့လိုပဲတစ်ဖက်ကတိုးတက်သားရငြိမ်းချမ်းနေတဲ့အချိန်ခါမှာတစ်ဖက်ကလည်းကြွညာအောင်ဂျုံပြန်နေတဲ့အချိန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကစားစရာတောက်စရာကျွန်တော်ဒီမနေ့ဆိုရင်ကျွန်တော်စားရတောက်တဲ့နေရာမှာကျွန်တော်သတိရတယ်အမျိုးတွေကိုသတိရတယ်ဒီမျိုးတွေသတိရကိုယ်ကအုပ်ကိုပြားရည်တစ်စုံထက်တောက်ပြီးတော့ဒီမှာဒိန်ချင်းနော်ဘောဖရဲ့ဒိန်ချင်းကလည်းပဲဒီလေးစားလို့လုပ်တာဒီဘက်ကညက9ကြော်နဲ့ခုနကတော့ပါတယ်မာယောနီချတာဒီကြားထဲကအနောယနီပေးတဲ့ဟိုကြက်ပေါင်းကြီးပလင်းကကြက်ပေါင်းကြီးပလင်းကတောက်ဖို့တော့မှမပြေအိတ်တဲ့ထဲလာနေကမှတောက်အဲ့ဒါကိုကြည့်ပြီးတော့ဘုရားသခင်ကျွန်တော်အသက်အရွယ်နဲ့ကျွန်တော်ညီကိုတွေဒီလိုမှစားရလားကျွန်တော်နေကြလို့စီတော့ပေးတယ်တော့ခရီးရတယ်ဒီကြမ်းမှာခုနမဟုတ်တော့မီယူလာသေးတယ်မှာပေးလိုက်တယ်ငါမီးတွေကိုကျွေးလိုက်တယ်ဒီမှာကကျွန်တော်တို့ကကောင်းကြီးပြည့်ရှမ်းနေဟိုတစ်ဖက်မှာငတ်ပြတ်နေတယ်လေအဲ့တော့ငတ်ပြတ်နေတဲ့လူတွေအတွက်ကိုခင်ဗျားကခေရှား54အငယ်18တောင်ထည့်ပြီးတော့မရွတ်နိုင်ဘူးဆိုရင်ခင်ဗျားဝိညာဉ်တောင်ကြည်သေးလားခင်ဗျားမျိုးတွေက accident ဖြစ်လို့သိတယ်ဆိုရင်အဲ့ဒါခင်ဗျားဒီ YCM မှာတက်တဲ့ခင်ဗျားရဲ့ဝိညာဉ်ပေါ်ရောက်မှုပဲဟိုမြန်မာပြည်ကအမျိုးတယောက်ဆုံးပါသွားတယ်ဆိုရင်ကျွန်တော်တို့ဝိညာဉ်တောင်မကြည့်လို့အဲ့ထက်ရွတ်နေရတယ်နေ့တည်းသာသမီတွေနားတယ်မိတ်ဆွေတွေနားတယ်ဒေါ်နယ်ထရမ့်မှာပါသေးတယ်နော်ဒေါ်နယ်ထရမ့်တစ်ဖက်နိုင်လို့တော့လက်နဲ့တစ်စုံတစ်ခုမှအထမမြောက်ရဒေါ်နယ်ထရမ့်ကိုတရားတွေ့တော်သူပြည်ဒီကအရှုံးခံရတယ်အဲ့ဒါဟို24ခုသူသမရမဖြစ်ခင်တည်းကနော်ဇူလိုင်လတည်းကကျွန်တော်တင်လာတာသူ့လည်းထက်မရုပ်ပေးပြီးမှသူ့ကိုဆော်ကျင်းနေတာလူတွေကဝမ်းဝဲလဲနေတာဒါနဲ့ကျန်းစာအုပ်ကြီးကင်ပြီးတော့ပြောနေတဲ့သမရ
ဘယ်မဆုတောင်းပေးဘယ်လိုလုပ်တောင်းရတာမှမဆောက်သေးမကကွယ်မရဘူးကျွန်တော်မြန်မာပြည်ပြန်မယ်လို့ကျွန်တော်ပြောတဲ့အခါမှာမပြန်ဖို့ဆုတောင်းမယ်မပြန်ဖို့ကလည်းဘယ်လောက်ဆုတောင်းလိုက်လဲမသိဘူးပြက်တာပဲတခါပဲဟိုအမေရိကန်ကလည်းပြောတယ်ဆရာကြီးတဲ့ပြန်ဖို့စိတ်မကူပါနဲ့တဲ့အပြန်ဖို့စိတ်ကူရင်ဘယ်လိုဖြစ်လဲမဟုတ်လေကြံစီမှာတဲ့ကြံစီမယ်အေးဒါနဲ့ငါဒီတခါပြက်တာ၄ချိန်လောက်ရှိတယ်မြန်မာပြည်ပြန်ဖို့၄ချိန်လောက်ရှိဒါနဲ့မလျှော့သေးဘူးတော့ကျွန်တော်မတ်လပြန်ဖို့ကျွန်တော်ပြန်ပြီးတော့ဆုတောင်းကြတဲ့တင်ထားသေးတယ်မတ်လမှာပြန်မယ်ဆိုပြီးတော့ဘယ်လိုပဲဖြစ်ဖြစ်လေကိုကပြန်သွားတဲ့အခါကျရင်ခင်ဗျာတို့ဆုတောင်းအကောင်းရင်တော့ဧပြီလဟိုမှာပြန်တွေ့မှာပေါ့ဗျာ15ရက်တန်ခါမှာတို့ဆုတောင်းမကောင်းရင်လည်းကောင်းကင်ဘုံမှာပြန်ဆုံးမှာပေါ့နော်ဘုရားသခင်ကဘာလုပ်လဲချာလီကတ်လို့သုံးမယ်ဆိုလည်းငိုတော့မနေနဲ့ချာလီကတ်တပန်းပြန်ထွက်လာလိမ့်မယ်နော်အဲကြောင့်မလို့ကျွန်တော်တို့ကဘုရားကိုအပ်ထားတဲ့အတွက်ကြောင့်မလို့မိသားစုကိုလည်းချစ်ပါတယ်အသင်းတော်လည်းချစ်ပါတယ်ဒါနဲ့ဘုရားကကျွန်တော်တို့ကိုသွားပါဆိုရင်သွားရမှာပဲပေါ်လူလည်းဝိုင်းတားလာတယ်လေမသွားပါနဲ့သူခြေလို့ဆိုပြန်သွားအသက်ခံရတာဘယ်လိုပဲဖြစ်ဖြစ်အားလုံးကသိချင်းရှင်ချင်းဟာဘုရားလက်ထက်မှာပဲရှိတယ်အဲ့ဒါတွေကိုကျွန်တော်တို့ကထပ်မတွက်ပါဘူးအားလုံးကဘုရားသွားခဲ့တဲ့နေရာကိုသွားမှာဒါကြောင့်ကျွန်တော် unleash လုပ်တဲ့အခါမှာကျွန်တော်တို့ဘာလုပ်ချင်လဲဆိုတော့ဝိညာဉ်အဆင့်မြင့်ဖို့ယုံကြည်ခြင်းအဆင့်မြင့်ဖို့အဲ့ဒါဝိညာဉ်တဘိုးညီတယ်လို့ခေါ်တယ်နော်တဘိုးညီတယ်ဆိုတာလူမျိုးတူတယ်စကားတူတယ်အသေးတော်တူတယ်ဘွဲရတာချင်းတူတယ်ကုမ္ပဏီတစ်ခုတည်းမှာလုပ်တယ်အဲ့ဒါဆိုငါယူလို့ရပြီဆိုတာနာပြီတဘိုးညီတယ်ဆိုတာဝိညာဉ်အဆင့်ယုံကြည်ခြင်းအဆင့်တူမှတဘိုးညီတယ်လို့ခေါ်တာအဲ့ဒါခင်ဗျားတို့အမျိုးတွေယူမဲ့သူတွေဝိညာဉ်အဆင့်တူယုံကြည်ခြင်းအဆင့်တူတဲ့သူတွေကိုလည်းရှာကြအောင်အဲ့ဒါမှတဘိုးညီတယ်လို့ခေါ်တာနော်မဟုတ်လို့ရှိရင်တဘိုးမညီခါနွားတစ်ဖက်ကျွဲတစ်ဖက်နဲ့အဆင်မပြေဒါကြောင့်ကျွန်တော်တို့ဒီကနေ့မှာကျွန်တော်တို့ unleash လုပ်ပြီးတဲ့နောက်မှာကျွန်တော်တို့ကဘာလို့လုပ်ရမလဲဆိုတော့ပြန်လဲသင်များခြင်းနဲ့ရှေးဥပြစ်တာပြန်ရခြင်းအတွက်ကျွန်တော်တို့ဒီသားစုမှာပြန်လဲရယူမယ်အသင်းတော်မှာပြန်လဲရယူမယ်လူမျိုးတော်မှာပြန်လဲရယူမယ်မြန်မာပြည်ကြီးပြန်လဲတက်ညပြီးရှေးဥပြစ်တာပြန်ရယူကဘာပေါ်မှာမြန်မာပြည်ဒီနံပါတ်1အချမ်းသာဆုံးအလှပဆုံးနိုင်ငံကြီးကျွန်တော်အားလုံးပတ်အာမင်အခုရှေးမွေဟောင်းငကားမာနစာရလုပ်ချင်တယ်လို့အဲ့ဒါကိုကျွန်တော်တို့ကငကားမိုးစားသားသမီးနဲ့ပေါင်းပြီးတော့သွားဆဲဆုတော်မှာဝိညာဉ်တိုက်ပွဲလုပ်ရတယ်အားကြောင့်မလို့ကျွန်တော်တို့ဒီကနေ့unleash လုပ်ရမယ်ဟာ unleash လုပ်ပြီးလို့ရှိရင်ဝိညာဉ်အစစ်ပြန်မြင့်မယ်ယုံကြည်ခြင်းအစစ်ပြန်မြင့်မယ်ကျွန်တော်တို့မဟာဒီဝါပါလေပြန်လဲပြည့်မြတ်ခြင်းနဲ့ရှေးဥမြတ်တာပြန်ရခြင်းပဲဖြစ်ပါတယ်မိသားစုတို့အားလုံးကိုဘုရားရှင်ကောင်းကြီးပေးပါစေအာမင်အာမင်နောက်ဆုံးနေ့နဲ့